ထမဦးစွာရှမ်းပြည်နယ်မြို့သားလူတော်ကိုယ်စားလှယ်အမှတ်စနစ်နာဝိုးစိန်ကရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပြင်းမြို့နယ်ပိန်းဆန်းရက်ကွက်အခြေခံပညာအထက်တန်းကျောင်းအနောက်ဘက်ရှိမြို့မအားကစားကွင်းတွင်မိုးလုံလေလုံအားကစားခမ်းမဆောင်တစ်ဆောင်ဆောက်လုပ်ပေးရန်အစီအစဉ်ရှိမရှိမေးခွန်းကိုမေးမြန်းမှုဖြစ်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယူဒီလေးစားအပ်ပါတော့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးများဒုဝန်ကြီးများတိုင်းနယ်ပြည်နယ်တီမှမြို့သားလွှတ်တော်ကိုယ်စားလှယ်များတပ်မတော်ကိုယ်စားလှယ်များဧည့်သည်တော်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှဖျားဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဥစွာဂါရဝပြုဆုမွန်ကောင်းတောင်းပေးရပါတယ်ရှင်။ကျွန်မကတော့ရှမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံခရိုင်မိုင်းပြင်းမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်စနစ်နောင်ဝိုးစိန်ဖြစ်ပါတယ်ရှင်။လေးစားအပ်ပါတော့ဥက္ကဋ္ဌကြီးရှင်ကျွန်မဒီကနေ့ကျေပွင့်ပြမေးခွန်းတစ်ခုဖြစ်တဲ့မိုးလုံလေလုံအားကစားခမ်းမဆောင်ဆောက်ဦးတစ်ခုကိုကျွန်မတို့မြို့နယ်အတွက်လိုအပ်နေပါတဲ့ဖြင့်တင်ပြခွင့်ပြုပါရှင်။ကျွန်မတို့မိုင်းပြင်းမြို့ဒီလူငယ်လူရွယ်များအလုတ်သမားတောင်သူလယ်သမားများလူလှပ်ပိုင်းဌာနဆိုင်ရာဝန်ထမ်းများချင်းမြန်တက်ရင်ခြေလင်းတက်ရင်အမြောက်တက်ရင်ပြူဟာစသဖြင့်အားကစားကိုစိတ်ဝင်စားတဲ့သူအများပြားရှိကြပါတယ်ရှင်။မြို့နယ်တွင်အထက်တန်းကျောင်း6ကျောင်းအလယ်တန်းကျောင်း26ကျောင်းမူလတန်းကျောင်း106ကျောင်းရှိတဲ့အတွက်ကျမတို့ရဲ့မျိုးဆက်သစ်လူငယ်တွေဘက်စုံထူးချွန်စေလိုတဲ့စန္ဒရှိတဲ့အတွက်ကြောင့်မလို့အားကစားကိုစိတ်ဝင်စားစေလိုပါတယ်ရှင်။လေးစားအပ်ပါတော့ဥက္ကဋ္ဌကြီးရှင်အားကစားသမားများစိတ်ဝင်စားတဲ့ဘောလုံးဗော်လီဘောကျက်တောင်မြမရိုးရာချင်းပြိုင်ပွဲများကိုကစားကြတာဖြစ်ပါတယ်ရှင်ဒါပေမဲ့ပြိုင်ပွဲစည်းကမ်းများနေ့စနစ်များမှန်ကန်စွာလေ့ကျင့်တဲ့နေရာအတိအကျမရှိသေးတဲ့အတွက်အပျော်ကစားခြင်းဖြင့်ကစားနေကြတာကိုမြင်တွေ့ရပါတယ်ဒါကြောင့်ကျမတို့မြို့နယ်မှာအားကာမှုလည်းရှိပါလျက်နဲ့အားကစားပြိုင်ပွဲတို့လူငယ်များတွားရောက်ရှင်ပြိုင်ကြရမှာလိုအပ်ချက်များရှိနေတာကိုလေ့လာတွေ့ရှိရပါတယ်ရှင်ကျိုင်းတုံတောင်ကြီးမြို့များအထိလည်းတွားရောက်ရှင်ပြိုင်ကြပါတယ်လေ့ကျင့်မှုမှန်ကန်လို့ရှိရင်ထူးချွန်တဲ့အားကစားသမားများဖြစ်လာနိုင်ဖို့ဖြစ်ပါတယ်ဒါကြောင့်ကျမလိုချင်တဲ့ဒီခမ်းမဆောင်အတွက်ကလူငယ်တွေအတွက်လူငယ်တွေအားကစားကိုပုံမစိတ်ဝင်စားလာစေဖို့ရယ်ကိုလက်ကျန်ခိုင်မှုကျမ်းမာတန်ဆွမ်းမှုကိုအလေးထားလာစေဖို့ရယ်အားကစားကိုလိုက်စားခြင်းဖြင့်စိတ်တက်ရေးရာလူမှုရေးဆိုင်ရာစ조사လို့စိတ်စီလုံးညီညွတ်မှုစိတ်ခွန်အားရှိခြင်းနဲ့တီးခန့်ခြင်းကုညီရိုင်းပင်းခြင်းစတဲ့ကောင်းမွန်တဲ့စိတ်ဓာတ်တွေများစွာပေါ်ထွန်းလာမှာဖြစ်တဲ့အတွက်အလတ်ချိန်မှာအလဟတမဖြစ်စေပဲနောင်အနာဂတ်မှာမျိုးဆက်တစ်လူငယ်အားကစားသမားများစွာပေါ်ထွန်းလာဖို့အတွက်ရည်ရွယ်ပြီးတော့မိုးလုံလေလုံအားကစားခမ်းမဆောင်တဆောင်မဖြစ်မနေလိုအပ်နေပါတော့ကြောင့်ဆောက်လုပ်ပေးနိုင်ရန်အစီအစဉ်ရှိမရှိကျမတို့မျိုးသားလွတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်မေးမြန်းတင်ပြပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အားကစားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကဖြေကြားပေးဖို့ဖြစ်ပါတယ်လေးစားအပ်ပါတော့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်ဒုတိယဥက္ကဋ္ဌအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံးတပ်မတော်သားကိုယ်စားလှယ်တော်ကြီးများကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနှင့်ပြည့်စုံပါစေကြောင်းဥစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့အားကစားရေးရာဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်းဖြစ်ပါတယ်ခင်ဗျာရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပြင်းမြို့နယ်ပိတ်ဆန်းရက်ကွက်အခြေခံပညာအထက်တန်းကျောင်းအနောက်ဖက်ရှိမြို့မှာအားကစားကွင်းတွင်မိုးလုံလေလုံအားကစားခမ်းမဆောင်တစ်ဆောင်ဆောက်လုပ်ပေးရန်အစီအစဉ်ရှိမရှိနှင့်ဆက်လင်းသည့်ကျေပွင့်ပြမိခွန်းများနှင့်ပတ်သက်၍ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ PowerPoint ဖြင့်ရှင်းလင်းတင်ပြခွင့်ပြုပါရန်တင်ပြအပ်ပါတယ်ခင်ဗျာ။လေးစားအပ်ပါသောအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျာ။နိုင်ငံတော်၏အားကစားကဏ္ဍသည်နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ဂုဏ်သိက္ခာကို
မြင့်တင်ပေးယုံသာမကပြည်သူလူထု၏ကျမ်းမာကြံ့ခိုင်ရေးနှင့်လူငယ်မျိုးဆက်သစ်များ၏ဘက်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပါတယ်။ဒါကြောင့်အားကစားရေးရာဝန်ကြီးဌာနအနေဖြင့်ပြည်သူများအားကစားကိုစိတ်ပါဝင်စားစွာပါဝင်ဆင်နွှဲနိုင်စေရန်နှင့်နိုင်ငံတကာအဆင့်မီထူးချွန်ထက်မြက်သောနိုင်ငံဂုဏ်ဆောင်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်အတွက်အခြေခံအဆောက်အအုံများကိုစနစ်တကျတိုးချဲ့ဆောင်ရွက်လျက်ရှိတဲ့အပြင်မတ်စပေါ့အစီအစဉ်များဖြင့်လည်းအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိပါတယ်။လက်ရှိအချိန်တွင်ဝန်ကြီးဌာနအနေဖြင့်မြန်မာနိုင်ငံတဝန်းအားကစားကွင်းများအားကစားယုံများနှင့်ရေကူးကန်များကိုအဆင့်မြင့်တင်ခြင်းတိုးဆက်တည်ဆောက်ခြင်းအသစ်ထပ်မံတည်ဆောက်ခြင်းလုပ်ငန်းများကိုအရှိန်ဟုန်ဖြင့်အကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံတော်ကြီးကဲ့၏လမ်းညွှန်မှုဖြင့်အားကစားဝန်ကြီးဌာနမှဦးစားပေးဆောင်ရွက်လျက်ရှိသောလုပ်ငန်းများမှာခရိုင်စစ်မြို့နယ်များတွင်မီတာ400ပြည်လမ်းများပါဝင်သောအားကစားကွင်းများအားကစားယုံများဆောက်လုပ်ခြင်းလူဦးရေသသိန်းအထက်ရှိသောမြို့ကြီးများတွင်လည်းပြည်သူများကျန်းမာရေးအတွက်လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့်အားကစားပြိုင်ပွဲများကျင်းပနိုင်ရန်အတွက်အားကစားကွင်းများနှင့်အားကစားယုံများကိုစံချိန်စံညွှန်းများနှင့်အညီဆောက်လုပ်ပေးလျက်ရှိပြီးအောက်ဒိုပစ်နက်များကိုလည်းတက်ဆင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ရှမ်းပြည်နယ်မိုင်းပြင်းမြို့နယ်တွင်လူဦးရေ82,900 ကျော်ရှိပြီးမြေဧရိယာ3.96 ဧကရှိနှစ်30မြေကရန်ရရှိထားတဲ့မြို့မအားကစားကွင်းမြေနေရာတွင်ရိုးရိုးဘောလုံးအားကစားကွင်းအလျား345ပေအနံ225ပေတကွင်းနှင့်ပွဲကြည့်ဆောင်အလျားပေ30အနံပေ30တဆောင်ကွင်း၏မြောက်ဖက်တွင်ရုံးနှင့်နေအိမ်နှင့်တွဲလျက်အလျားပေ50အနံပေ30အဆောက်အဦတစ်လုံးတို့ဆောက်လုပ်ထားရှိပြီးဖြစ်ပါကြောင်းစီစစ်တွေ့ရှိရပါတယ်ခင်ဗျာအားကစားရေးရာဝန်ကြီးဌာနအနေဖြင့်ပြည်သူများအတွက်အားကစားယုံများဆောက်လုပ်ပေးလိုသည့်စေတနာအပြည့်အဝရှိတော်လဲကိုယ်စားလှယ်တော်ကြီးတင်ပြထားသောမြို့မှာအားကစားကွင်းအတွင်းတွင်တဆက်တက်တဲ့လွတ်သောမြေနေရာမရှိကြောင်းစီစစ်တွေ့ရှိရပါတယ်စံချိန်စံညွှန်းများနှင့်အညီမိုးလုံလီလုံအားကစားယုံအလေအားပေနေရာအနံပီတရာဆောက်လုပ်မည်ဆိုပါကမြေဧရိယာ3.5 ဧကကျော်လိုအပ်မည်ဖြစ်ပြီးကျပ်သန်းပေါင်း3,000 ကျော်ကုန်ကြမည်ဖြစ်ပါတယ်မိုးလိုလေလုံအားကစားယုံတယုံဆောက်လုပ်ရန်အတွက်လိုအပ်သည့်တစ်ဆက်တည်းမြေဧရိယာလုံလောက်မှုမရှိပါကြောင်းနှင့်ဌာနပိုင်မြေနေရာထပ်မံရရှိပါကအားကစားယုံတည်ဆောက်ရန်အတွက်စမ်းပြည်နယ်အစိုးရ၏ဘတ်ဂျက်၏နီးစပ်ရာဗဏ္ဍာရေးနှစ်များတွင်တင်ပြတောင်းခံနိုင်ရေးအတွက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းရှမ်းပြည်နယ်အစိုးရ၏နှင့်ပေါင်းဆက်ဖြည့်ကြားချက်နှင့်အတူရှင်းလင်းဖြည့်ကြားအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ